ချစ်များစူစီယာငါနဲ့မချစ်တကယ်မချစ်တာဟာငါဘယ်တော့မှလည်းနင့်ကိုမချစ်ခဲ့ဘူး တကယ်တော့ဒီကလေးရဲ့အဖေကမင်းစဉ်းစားကြည့်ကလေးက8လနဲ့မွေးမှာ ရှင်လောက်ထားတဲ့ကိစ္စတစ်ခုကိုရှင်တာဝန်မယူဆိုတော့ရှင်မလူစိတ်ကိုရှိသေးရဲ့လား အပတ်စဉ်အင်္ဂါနေ့တိုင်းည8:00 နာရီမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အချစ်များစူစီယာ